အသက်40ကျော်ထိဘောလုံးကစားမဲ့ဘောလုံးလောကရဲ့ဘီလီယံနာစီရိုနယ်ဒို PD Sport ကြည့်နေကြပရိသတ်တွေမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ်တူဂီနာမည်ကျော်ကစားသမားစီရိုနယ်ဒိုဟာသူ့ရဲ့မယုံနိုင်လောက်အောင်ကြွယ်ဝချမ်းသာမှုတွေအရာဘောလုံးလောကရဲ့ပထမဆုံးဘီလီယံနာဘောလုံးသမားအဖြစ်ရည်တည်နိုင်ပြီဖြစ်ပါတယ်နာမည်ကျော် Bloomberg ဝက်ဆိုက်ရဲ့ထုတ်ပြန်ချက်အရစီရိုနယ်ဒိုဟာလစာငွေအပါအဝင်တခြားစီးပွားရေးလုပ်ငန်းတွေနဲ့စပွန်ဆာစာချုပ်တွေကနေရရှိတဲ့စုစုပေါင်းဝင်ငွေကပေါင် 1.34 ဘီလီယံထိရှိတယ်လို့ဖော်ပြခဲ့ပါတယ်။စီရိုနယ်ဒိုဟာအန်နာစာအသင်းမှာရရှိနေတဲ့လစာငွေတစ်ခုတည်းနဲ့အားကစားလောကမှာဝင်ငွေကောင်းဆုံးဖြစ်ရည်တည်နေတာဖြစ်ပါတယ်။စီရိုနယ်ဒိုဟာ2023ခုနှစ်မှာအန်နာစာကိုစတင်ပြောင်းရွှေ့ချိန်ကတည်းကကမ္ဘာစံချိန်တင်လစာငွေအဖြစ်တစ်နှစ်ကိုပေါင်183သန်းနဲ့စာချုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အန်နာစာနဲ့နှစ်နှစ်စာချုပ်တက်တိုးခဲ့ပြီးတဲ့နောက်အဲ့ဒီနှစ်နှစ်တာကာလအတွက်ပေါင်492သန်းအထိရရှိမှာပါ။အန်နာစာနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်သစ်အရစီရိုနယ်ဒိုကတစ်နှစ်ကိုပေါင်169.9သန်းအထိရရှိနေသလိုသူ့ရဲ့10မိနစ်လစာကပေါင်300အထိရှိနေပါတယ်။အခုဆိုရင် Bloomberg ကသတ်မှတ်တဲ့ဘီလီယံနာစင်းထဲမှာစီရိုနယ်ဒိုကပထမဆုံးဘောလုံးသမားဖြစ်ပါဝင်လာပြီးသူ့ရဲ့ကြွယ်ဝချမ်းသာမှုကအဓိကပြန်မဲ့မက်ဆီထက်အပြတ်သက်ပိုများနေပါတယ်။မက်ဆီဟာအသင်းဝင်ငွေအဖြစ်ပေါင်သန်း620အထိရရှိနေပြီးဘောလုံးသမားဘဝကအနားယူတဲ့ချိန်ကျရင်အင်တာမိုင်ယာမီနဲ့ချုပ်ဆိုထားတဲ့စာချုပ်ပါသဘောတူညီမှုအရရှီယာရေးကနေမြင်မာတဲ့ဝင်ငွေရရှိမှာဖြစ်လို့စီရိုနယ်ဒိုနဲ့အနီးစပ်ဆုံးပမာဏအထိဝင်ငွေမြင့်တက်လာဖို့ရှိပါတယ်။စီရိုနယ်ဒိုဟာနာမည်ကျော် Nike နဲ့ရာသက်ပံချုပ်ဆိုထားတဲ့စပွန်ဆာစာချုပ်အရပေါင်945သန်းထိရရှိနေပြီးအဲ့ဒါကသူနဲ့လက်တွဲထားတဲ့စပွန်ဆာကုမ္ပဏီတွေထဲမှာဝင်ငွေအများဆုံးရရှိတာလည်းဖြစ်ပါတယ်။ဒါအပြင်စီရိုနယ်ဒိုဟာ Tech Heuer, Armani, Pocastars, Samsung, Unilever, Louis Vuitton အပါအဝင်နာမည်ကျော်ကုမ္ပဏီတွေနဲ့လည်းလက်တွဲထားပါတယ်။စီရိုနယ်ဒိုဟာအင်္ဂါနေ့တုန်းကအထူးဂုဏ်ပြုဆုဖြစ်တဲ့ Global Prestigo Award ကိုရရှိခဲ့ပြီးစုဝေးပွဲခန်းနာမှာစီရိုနယ်ဒိုကအသက်40ကျော်တဲ့ဒီဘောလုံးစာကားသွားဖို့ဆန္ဒရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။စီရိုနယ်ဒိုကဖြစ်နိုင်ရင်နိုင်ငံလေရွေးစင်တစ်တွေပဲကစားပေးဖို့ဆန္ဒရှိတယ်လို့ကျွန်တော်ပြောလို့ရှိပါတယ်။နောက်ထပ်ကလပ်သင်းတစ်သင်းမှာကစားဖို့ကတော့မဖြစ်နိုင်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကလပ်သင်းကစားသမားဘဝမှာအထွတ်အထိပ်အထိအောင်မြင်မှုတွေရယူခဲ့ပြီးတာကြောင့်ပါပဲ။အခုလိုစုပွဲခန်းနာတွေမှာကျွန်တော်ကိုအမြဲမြင်တွေ့နေရတဲ့အတွက်လူတွေကညှင်းငွေနေကြမယ်ဆိုတာကျွန်တော်သိပါတယ်။ဒါပေမဲ့ကျွန်တော်ကနိုင်ငံအသင်းနဲ့ဘောလုံးလောကအတွက်နောက်ထပ်ပေးဆန်နိုင်စွမ်းရှိနေသေးပဲလို့ထင်ပါတယ်။အမှန်တမ်းပြောရရင်အများကြီးမဟုတ်တာတော့နောက်ထပ်နှစ်နှဲငယ်လောက်ဘောလုံးဆက်ကစားသွားကြပါတယ်လို့ပြောကြားခဲ့ပါတယ်။အခုဖော်ပြခဲ့တာကတော့အသက်40ကျော်ထိဘောလုံးကစားမဲ့ဘောလုံးလောကရဲ့ဘီလီယံနာစီရိုနယ်ဒိုအကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။